တခုလုံးတိုင်း perfect ဖြစ်ရမယ်ဆိုတဲ့အတွေ့အကြုံကိုအမြဲတမ်းစိတ်ဖိစီးစေတယ်ပေါ့နော်ခါလေးကြလို့ရှိရင်ပကြီးဆွဲခြင်းပဲမဲ့ငါဆွဲတာလှပါမလားတခြားသူတွေကငါရဲ့လက်ရကိုကြိုက်ပါမလားဆိုရင်စိတ်နဲ့မဆွဲပစ်ခဲ့တာမျိုးရှိခဲ့ဘူးလားအဲ့ pressure တွေအကုန်လုံးခဏလောက်ပြီးဖိတ်ထားပြီးတော့ဒီနေ့မှာဘာ plan မှမရှိဘဲနဲ့ပကြီးလေးဆွဲကြည့်ပါမယ်စီမင်းစီကနေမရှိဘူးအမှားမှန်နေမရှိဘူးစိတ်ထဲမှာရှိတဲ့အတိုင်းလွတ်လပ်ပကြီးဆွဲကြည့်ပါမယ်လူတော်များပကြီးဆွဲတယ်ဆိုရင်ပုံစံတခြားရှိရမယ်လို့ထင်ကြတယ်ပေါ့နော်ဒါပေမဲ့ letting go ဆိုတာကြတော့ကိုပါဆွဲနေလေဆိုရင်ရလက်ထက်ဆွဲနေတဲ့အချိန်မှာခံစားရတဲ့လွတ်လပ်မှုကိုဦးစားပေးပြီးတော့ဖော်ပြရတယ်ပေါ့နော်ဆေးရောင်တွေကိုကိုကြိုက်လို့ရောမှွေပြီးတော့ဆွဲလို့ရတယ်စုပ်ချက်တွေဘလို့ပဲရှုပ်ပွားနေစေဒါတွေကရှုပ်ထွေးမှုတကူမဟုတ်ဘူးပေါ့နော်creative chaos လို့ခေါ်တဲ့ဖန်တီးမှုအရှိန်အဟုန်တစ်ခုလို့ယူဆပြီးတော့ဆွဲကြည့်မယ်ဆိုတော့ဒီညမှာဘသူရဲ့ဝေဖန်မှုမှာယူဆိုင်စရာမလိုဘူးကိုယ့်ရဲ့ inner artist ကိုစိတ်ကြိုက်ပုံဖော်ခွင့်ပြုလိုက်မယ်ပေါ့နော်ဒီတော့ပကြီးဆွဲတာကပုံလှလှလေးတပုံရဖို့ပဲမဟုတ်ဘူးပေါ့နော်ကိုပြန်လည်ရှာဖွေရဲ့လမ်းစဉ်တစ်ခုလို့တော့အသက်မှတ်ခြင်းတယ်တကယ်အစီအစဉ်မရှိပဲဆွဲကြည့်တဲ့အခါကျတော့မှကိုတကယ်ဘလို့ခံစားနေရလဲကိုယ့်ရဲ့စိတ်ကူးတွေကဘလောက်ထိနှက်ဆိုင်လဲဆိုတာမျိုးကိုတွေ့ရတတ်တယ်ပေါ့နော်ဆိုတော့perfect ဖြစ်ရမယ်ဆိုတဲ့အစွဲကိုလွတ်ချလိုက်တဲ့အခါမှာစိတ်ထဲမှာတကယ်ကို inner peace ပေါ့နော်အေးချမ်းမှုကိုခံစားရတယ်အကယ်၍ဒီဗီဒီယိုကိုကြည့်နေတဲ့သူတယောက်အနေနဲ့ဆိုလို့ရှင်လေကိုယ့်ရဲ့ inner peace ကိုရှာဖွေခြင်းနဲ့ဆိုရင်ဒီမှာကိုယ့်ရဲ့ခဲတဲ့တစ်ချောင်းပဲဖြစ်ဖြစ်ဆေးရောင်လေးတွေပဲဖြစ်ဖြစ်ယူလိုက်ပါပြီးရင်ဘာမှမတွေးပဲနဲ့စပြီးတော့တခုခုဆွဲကြည့်လိုက်ပေါ့နော်ဆိုတော့ရလက်ကဘလို့ပဲဖြစ်နေအရေးမကြီးဘူးအရေးကြီးတာကကြတော့ကိုလှုပ်ချင်တဲ့အရာကိုစတင်ပြီးလှုပ်လိုက်ဖို့ပဲဖြစ်တယ်ပေါ့နော်ကိုရောဘာအစီအစဉ်မှမရှိပဲနဲ့တခုခုလက်လုပ်ခဲ့ပူတဲ့အတွေ့အကြုံတွေရှိတယ်ဆိုရင်လေ comment မှာပြပြပေးသွားပါအောင် See you in the next video